And there's another fish. Oh, currently we are in Milano and this is Navili. I think hi, this is Ray again. You say hi. Hi. Currently we are in Milano and we're going for a walk in one of the famous places in Milan, which is called Navili. I don't know if I'm pronouncing right or not, but it is marvelous. It's very pretty. I'm coming here with my friends. You want to go over the bridge maybe? So yeah, Because we have to go there. we can go there first. And it is Navili. I think it's fun to walk here. Navili ကကျွန်တော်တို့အခုမီလန်မြို့မှာဟိုအရင်ခဏနဲ့အခုဒီမူလာတိုင်းကျန်နေသေးတယ်ခန္ဓာတွေဖြစ်တယ်ဗောနော်ဒီတူးမြောင်းတွေဗောဒီကောင်တွေကိုသူတို့က12ရာစုကနေ16ရာစုအတွင်းမှာကုန်ပစ္စည်းတွေတဲယူပို့ဆောင်ဖို့အတွက်တိစောက်ခဲ့တာကျွန်တော်ချက်ကြောင်းဒီဒူဝမိုတယ်တုံးကလည်းဒီရေလန်းကြောင်းကနေပဲဒီမာဗယ်ကြောက်တုံးတွေကိုတဲခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်နောက်ပိုင်းမှာကျတော့လီယိုနာဒိုဒါဗင်ချီကနေပဲရေတကားစနစ်ကိုပိုကောင်းအောင်လုပ်ပြီးတော့မြို့တွင်းမှာဒီ water transportation system ကိုပုံမကောင်းမွန်စေခဲ့တယ်ဗောနော်အဲ့လိုဆိုပြီးတော့ကျွန်တော်သိရတယ် It's crystal clear. You can see the fish. Where? Oh, there's a fish. There's a fish. Oh my god. And there's another fish. Oh my, over the fishes. ဒီကတော့လူတွေအပန်းဖြေဖို့အတွက်ပေါ့နော်အခုခေတ်မှာတော့ဒီရေတူးမြောင်းပေးမှာအတွဲထိုင်ကြတယ်ဒါလူတွေလာပန်းပေးကြတယ်လမ်းလျှောက်အားကစားလုပ်ကြတယ်အဲ့လိုဟာမျိုးเนาะဒီလည်းလမ်းလျှောက်လို့တော့ကောင်းခုကျွန်တော်မြင်နေရတဲ့ကန်နယ်ဆောနာကန်နယ်ပေါ့နော်ဒီကန်နယ်ကဘာလို့အခုအစိမ်းအောင်ပြောင်းနေတာလဲဆိုတော့ဒီ climate change activist တွေက Navili တဲ့ကို organic ဘက်တစ်မျိုးဟာမဖြစ်ဘူးเนาะပတ်ဝန်းကျင်ကိုဟာမဖြစ်စေဘူးအဲ့ဒီဟာတွေကအဲ့ဓာတ်တွေကိုသူတို့ကအရေးတဲ့ကိုထည့်ပြီးတော့ activist တွေဆန္ဒပြတာလို့အစိမ်းအောင်ဖြစ်နေတာဖြစ်ပါတယ်ဒီနားလေးကလမ်းအရင်ရှောက်လို့ကောင်းဆိုင်ငန်းလေးနဲ့ညနေခင်းဆိုတော့အင်မတန်ထိုင်လို့ကောင်းတယ်ပေါ့နော်အထူးသဖြင့်တော့အခုခေတ်မှာတော့ transportation အနေနဲ့မသုံးတော့ဘဲနဲ့ဒီလမ်းကြောင်းတွေ tourist attraction အနေနဲ့ပဲသုံးကြရတယ်ပေါ့နော်အခုခေတ်မှာဆိုဒီအခု play ဆိုလို့ရှိရင်လည်းဒါအဲ့လိုမျိုး tourist activity ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးအနေနဲ့ပဲသူတို့ပြသတော့တာဖြစ်ပါတယ်ကျွန်တော်နာဗီလီကနေပြန်ထွက်လာပြီးတော့အခုမီလန်မြို့ထဲကိုသွားနေတာဖြစ်ပါတယ်အခုမြင်နေရတာကမီလန်မြို့ကအဆောက်အဦတွေကားတွေလမ်းတွေဖြစ်ပါတယ်ကျွန်တော်ချိုင်းနာတောင်မှာမဟုတ်သွားစားမှာပါကျွန်တော်တို့ခုမီလန်မြို့ကိုရောက်နေရဖြစ်ပါတယ်ဒါမီလန်မှာရထားရှိတယ်ရထားတော့မဟုတ်ဘူး tram လို့ခေါ်တော့ဒီမှာတော့အင်္ဂလိပ်အဲ့ဒါစီနီယာက China Town သွားနေမှာကျွန်တော်ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် and please don't forget to subscribe my channel and this trail and thank you bye see you